လက်တော့ဒီဇိုင်းတစ်ခုထွက်လာပြီဆိုတာနဲ့အထည်ဈေးနှုန်းသတ်မှတ်လို့ရပြီလားရနေတယ်ဆိုတော့တော်ကြီးကိုအသေးစိတ်မဆန်သေးပဲနဲ့လွဲချော်နေတဲ့အရာကြီးဘာဖြစ်လို့အဲ့လိုမျိုးပြောရတာလဲဆိုတော့ဒီဇိုင်းတစ်ခုသာထွက်လာပြီဆိုရင်ကိုဝယ်မဲ့အထည်လိပ်မှာထပ်ထွက်လာမဲ့အထည်ရည်တွက်ဆိုတဲ့အရာကြီးကလည်းရှိသေးတယ်ဒီအထည်အရေးအတွက်ထွက်လာဖို့အတွက်ကိုဘလောက်တိုင်းတာထီကုန်ကြစရင်ရှိခဲ့တယ်လေဒီအထည်အရေးအတွက်ထွက်လာပြီးတော့မှတကယ်ကြီးအထည်ဒီဇိုင်းဖြစ်သွားတာကဘဏ္ဍထည်ကြီးလက်တင်ရောင်းလို့ရလဲအဲ့ဒီလိုမှသာလျင်ကိုယ့်ရဲ့တစ်ထည်ချင်းစီတိုင်းရဲ့အရင်ဆိုတဲ့အရာကြီးထွက်လာပြီးတော့မှအမြတ်ထွက်လာပြီလားဆိုတော့မဟုတ်သေးဘူးဈေးနှုန်းသတ်မှတ်လို့ရပြီလားဆိုတော့လေမဟုတ်သေးဘူးဘာထပ်ထည့်ရတာလဲဆိုတော့ကို client ကိုပေးမဲ့ service ဝန်ဆောင်မှုတွေရှိတယ်ဝန်ဆောင်ကားတွေရှိတယ်အဲ့ဒါတွေဒါထပ်ပေါင်းပြီးမှသာလျှင်ဝန်ဆောင်မှုတွေဆိုတာဘယ်လိုမျိုးလဲဆိုတော့အိမ်ရောက် delivery service ပေးတာမျိုးတွေsite မပြည့်ဘူး quality မကောင်းဘူးဆိုရင်မဲဆူဆူလို့ငွေအပြည့်ပြန်အမ်းတဲ့အရာမျိုးတွေဆိုတာကservice ဝန်ဆောင်မှုကို 100% ပေးတယ်လို့ခေါ်တယ်သူများနဲ့မတူတဲ့ဝန်ဆောင်မှုတွေကိုကိုဘယ်လိုမျိုးဖန်တီးမှာလဲအဲ့ဒီအတွက်ကြောင့်မလို့အထည်တစ်ထည်ရဲ့ဈေးနှုန်းကိုတတ်မှတ်ချင်ပြီဆိုရင်ဒီသမိုင်းလမ်းကြောင်းတစ်ချောက်လုံးအကုန်လုံးပြန်ဖော်ရတယ်ဆိုတာကအဲ့ဒီအရာကြီးအဲ့အတွက်ကြောင့်မလို့ခုနဆက်လက်ပြောတဲ့ key point တွေအကုန်လုံးရဲ့ detail အသေးစိတ်အချက်အလက် data အကုန်လုံးရှိမှသာလျင်ကိုတတ်မှတ်တဲ့ဈေးနှုန်းတစ်ခုဆိုတာကဘောင်ဝင်မှာအဲ့ဒီမှသာလင်းကိုလိုချင်တဲ့အမြတ်ကိုလိုချင်တဲ့အရင်ဆိုတာဘာဝင်တန်းဝင်ဖြစ်မှာအလုံးမဲ့သိချင်တဲ့မိကွန်းလေးရှိရဆိုရင်ဒီအထည်ဈေးနှုန်းတွေနဲ့ပဲပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အထည် quality နဲ့ပဲပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် local brand ဆိုင်ရာ garment ဆိုင်ရာလေးတွေသိချင်နေဆိုရင်ဒီဗီဒီယိုလေးတွေအောက်မှာပဲဆုလက် comment မှန်းခဲ့ပေးပါထပ်ပြီးတော့ဈေးနှုန်းနဲ့ပတ်သက်တဲ့အရာကိုထပ်သိချင်သေးရဆိုရင် comment မှာဈေးနှုန်းလို့မှန်းလာခဲ့ပေးပါအားလုံးကျေးဇူးများတင်ပါတယ်ရှင့်တက်တာ